တကမားတော့တကမားမြေစင်ဆိုတော့အမြဲတမ်းကုသိုလ်ကောင်းမှုတွေပြုနေကြတဲ့မိသားစုဓမ္မမိတ်ဆွေတွေဆိုတော့တရားလည်းအမြဲတမ်းနာယူနေကြတဲ့ပုဂ္ဂိုလ်တွေဆိုတော့ထူးထူးတွေအများကြီးဟောစရာတော့မလိုဘူးလေနော်တရားတွေနာဖြစ်ကြတယ်မဟုတ်လားနော်နော်ဆိုတော့ဒီနေ့ကဓမ္မပတ္တတရားဂါထာတစ်ပုဒ်နဲ့ဒါမွေးနေ့လက်ဆောင်ဒီပေးရှင်ပါတယ်နော်ဘုန်းတော်ဒီဂါထာဓမ္မပတ္တဂါထာနံပါတ်118တရားနဲ့18အဲ့မှာမြတ်စွာဘုရားကဘယ်လိုဆုံးမထားတယ်လဲဆိုတော့ပုံငင်စပုရိတောကယိလာနံပုဏ္ဏတမိစန္တံကယိလာထားလေသူခောပုံညတ္တဥစ္စယောဆိုပြီးတော့ကဗျာတပုတ်ပေါ့လေဒါဘုန်းတော်ဒီဂါထာဆိုတာက8လုံးပွဲကဗျာပါပဲအမှန်နဲ့လေအဲ့မှာကဗျာတပုတ်ဆက်ဆိုပြီးတော့ဆုံးမထားတာရှိတယ်အဲ့ဒီဂါထာရဲ့အဓိပ္ပာယ်ကတော့ဘာတွေပြောထားတယ်လဲဆိုတော့ဒါကုသိုလ်ကောင်းမှုဆိုတာလက်ဘုန်းတော်ဒီပုံညင်စဆိုပုံညဆိုတာကုသိုလ်ကောင်းမှုပေါ့နော်ကောင်းမှုကုသိုလ်ဆိုတာလက်ဆိုတော့ပြုလုပ်တင်တယ်လက်နော်ကုသိုလ်ကောင်းမှုဆိုပြုလုပ်တင်တယ်ပြုလုပ်ပြီးတဲ့ကုသိုလ်ကောင်းမှုကိုလည်းပဲပုဏ္ဏagain and again ထပ်ခါပြုမိနိုင်အောင်လဲကြိုးစားရမယ်ပေါ့နော်တမိစန္တံကယိလာထားလဲကိုယ့်ရဲ့စန္ဒဆိုတဲ့နှလုံးသားလည်းပဲဘုံတော့ဒီကုသိုလ်ကောင်းမှုပေါ်မှာလဲကုသိုလ်ရဲ့အကျိုးတရားတွေကုသိုလ်ကောင်းမှုပြုပြီးတော့ရရှိလာတဲ့ဒီစိတ်ချမ်းသာမှုတွေဖြစ်ပေါ်လာတဲ့မုဒိတာတရားတွေအမြဲတမ်းနှလုံးသားထဲမှာကင်းအောင်နေအောင်ကုသိုလ်ကောင်းမှုပြုတဲ့အချိန်မှာဆိုဘုံတို့ဟိုစင်ပြောတော့အပရစေတနာအမြဲတမ်းပွားနေနိုင်အောင်လေဥစဉ်တို့ကိုယ့်ရဲ့နှလုံးသားထဲမှာဥစဉ်တို့ဒီကင်းနေအောင်ကြိုးစားရမယ်တဲ့အဲ့လိုလုပ်နိုင်ရင်တဲ့သူခောပုံညတ္တဥစ္စယောတဲ့ဒီပုံညဆိုတဲ့ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းဟာတဲ့သူခောဆိုတဲ့ချမ်းသာမှုချမ်းသာပျော်ရွှင်မှုဥတည်စေတဲ့လမ်းကြောင်းဖြစ်တယ်ပေါ့နော်ဒါဘုန်းတော်တဲ့ကုသိုလ်ကောင်းမှုပြုတယ်ဆိုတာကဒါဘုန်းတော်ရှိတာလေကုသိုလ်ဖြစ်ကြောင်းအကြောင်းစေဖျားဆိုတာရှိတယ်ဒါနဒီလဘာဝနာပေါ့ဒီအချင်းချင်းအပြင်လေဒါနဆိုတဲ့ဘေကံစွန့်ခြင်းမှုဒီလဆိုတဲ့ကိုချင်းတရားတွေဘုန်းတော်စောင့်ထိန်ပြီးတော့မိမိသူတပတ်နဲ့ဥဒါတို့ရဲ့ဒီအကျိုးစီးပွားတွေကိုထိန်တင်ဆောင်ရှောက်ချီးမြှောက်ဖို့ဘာဝနာဆိုတဲ့ကိုယ့်ရဲ့စိတ်အစဉ်ကိုအမြဲတမ်းအေးချမ်းအောင်စိတ်တည်ငြိမ်အောင်ကိုယ့်ရဲ့စိတ်ထဲမှာယောနိတော်မနတိကာလဆိုတဲ့ကောင်းတဲ့နှလုံးသွင်းမှုအမြဲတမ်းရှိနေနိုင်အောင်ကိုယ်စိတ်ကိုလေ့ကျင့်ပေးဖို့ပေါ့နော်နောက်ပြီးတော့ဘုန်းတော်အပဇာယနာပူဇော်ထိုက်တဲ့ပုဂ္ဂိုလ်တွေအပြန်လန် respect ပေးဖို့အလေးထားဖို့လေးစားဖို့ဒါတဲ့ကုသိုလ်ရစေတယ်ဒါဘုန်းတော်တက္ကမတို့ကိုယ်စိတ်မှာတယောက်တစ်စုံတစ်ယောက်ကမလေးမစားလာပြီးတော့ဒီဖြတ်လာလုပ်နေရင်ကိုယ်စိတ်ထဲမှာဂတိကောင်ဖြစ်တာပဲအဲ့လိုမျိုးပဲနည်းနည်းတယောက်ပေါ်တယောက်လေးစားမှုရှိတယ်ဆိုရင်နေရထိုင်ရတာစိတ်ချမ်းသာအဲကြောင့်အဲ့လိုမိမိသူတစ်ပါးနဲ့ဥဒါစိတ်ချမ်းသာအောင်နေထိုင်ပြုမှုနေထိုင်တာကကုသိုလ်ဖြစ်တယ်အဲကြောင့်အပြန်လန်းလေးစားတာအတိမတ်ပြုတာအထူးအဖြစ်ဒါဘုံတော့ဒါကုဏဗုဒ္ဓဝေယဗုဒ္ဓစတဲ့ဒီကိုထက်ဂုံတွေကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုအယူတည်ပေးတာဒါကုသိုလ်ဖြစ်စေတယ်တဲ့နောက်ဝေယဝိစာကုသိုလ်တွေဒါတက္ကမတို့ဒီအလုတ်လုတ်ရင်းနဲ့ဆေးရုံမှာလည်းဒုနာတွေပြုစုတာစောင့်ရှောက်တာဒါတွေကစိတ်ထားတတ်ရင်တဲ့အလုတ်လုတ်နေရင်းနဲ့ကုသိုလ်ရနေနော်buy one get one free buy one get one free ဟိုကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းအတွက်ကိုယ့်ရဲ့ဝမ်းစာအတွက်အလုတ်လုတ်နေလေဆိုပေမဲ့အလုတ်လုတ်နေရင်းနဲ့ကုသိုလ်ရတာလေဒုနာတွေကိုစောင့်ရှောက်တာဒါကုသိုလ်ရတယ်ဒါပေမဲ့အဲ့နေရာမှာအရေးကြီးတာကယောနိတော်မနတိကာလဆိုတဲ့မန်ဂန်နဲ့နှလုံးသွင်းတတ်ဖို့တော့လိုအပ်တာပေါ့လေအမှားပေါ့ဝေယဝိသပฏิဒါနာလေကိုပြုတ်ထားတဲ့ကုသိုလ်ကောင်းမှုတွေကိုဒါပေါ့နော်ဒီသူများတွေကိုမျှဝေပေးတာ
ပတ္တာနုမောဒနာဒုများရဲ့ကောင်းကွက်တွေဒုများရဲ့အောင်မြင်မှုတွေဒုများရဲ့ကုသိုလ်ကောင်းမှုတွေကိုဝမ်းမြောက်ဝမ်းသာတဲ့စိတ်နဲ့မုဒိတာပွားပေးတာအိတ်တာမစ္စရိယစိတ်တွေမဖြစ်ဘဲနဲ့မုဒိတာပွားပေးတာဓမ္မတဝနာဘဝအတွက်အကျိုးရှိစေမယ့်အဆုံးအမတွေနာယူတာဓမ္မဒေသနာကိုတိထားတဲ့တရားတွေဒါဥစဉ်တော့ဒီဘဝတိုးတက်ရတိုးတက်ကြောင်းအတိတရားတွေကိုသူများကိုမျှဝေပေးတာတိဋ္ဌိစုကမှာကိုယ့်ရဲ့အယူဖျားတရားတန်ခါကံကံရဲ့အကျိုးပေါ်မှာရှိတဲ့အယူတရားတွေဖြောင့်မတ်တာဒါတွေကကုသိုလ်ဖြစ်စေတဲ့အကြောင်းစေမျိုးတဲ့အဲ့ဒီကုသိုလ်ကောင်းမှုကိုနေ့စဉ်ဘဝမှာပြုလုပ်နိုင်အောင်ကြိုးစားရမယ်ပြုတဲ့ကုသိုလ်ကောင်းမှုကိုလည်းပဲဘုံတော့ပုဏ္ဏတဲ့တစ်ကြိမ်တစ်ခါမဟုတ်ဘူးအမြဲတမ်းထက်ခါပြုလုပ်နိုင်အောင်လဲဘုရင်တို့ကြိုးစားရမယ်ပြုပြီးတဲ့ကုသိုလ်ကောင်းမှုပေါ်ကိုလည်းစေကိုယ်နှလုံးသားထဲမှာဘုရင်တို့အပ္ပလစေတနာပွားနိုင်အောင်ထက်ခါကုသိုလ်ပြုခြင်းစိတ်ဖြစ်အောင်ဘုရင်တို့ကုသိုလ်ရဲ့အကျိုးတရားတွေကိုတွေးပြီးတော့ဆင်ခြင်ပြီးတော့နှလုံးသွင်းထားရမယ်အဲ့လိုနေရင်တဲ့သူခောပုံညတ္တဥစ္စယောကုသိုလ်ကောင်းမှုပြုလုပ်ခြင်းသည်စိတ်အေးချမ်းမှုဥတည်စေတဲ့လမ်းကြောင်းဖြစ်တယ်တဲ့ဒီတရားတော်ကဒီမြတ်စွာဘုရားဘေးချိန်မှာဟောတာလဲဆိုတော့ဘုံတော်ဒီတခါတုန်းကလည်းအရှင်မာကတ္တပမထေရထံမှာဟိုပါပေါ့ဒီအရှင်မြတ်ကဒီနိရောဓဓမ္မပတ်ကနေဝင်စားပြီးတော့ထွက်လာတဲ့အချိန်မှာအဲ့လိုပေါ့နိရောဓဓမ္မပတ်9ရက်ဝင်စားပြီးတော့ထွက်လာပြီးတော့ဆုံးခံကြွရင်တဲ့အရှင်မြတ်ကဟိုပါပေါ့မဆိရှင်ရေးသားတွေကိုချီးမြှောက်လို့တဲ့စန္ဒတာပြင်းပြတော့တိတ်အစမပြေတဲ့လူမှာပဲဆုံးခံကြရတယ်တဲ့ဒီနေ့ကျတော့အဲ့လိုပေါ့ဒီအမျိုးသမီးလေးတယောက်တိတ်မပြေဆုံးတဲ့အမျိုးသမီးတယောက်ရှိတယ်သူကသူများအိမ်မှာနေစားအလုပ်လေးတွေလုပ်ပြီးတော့ဟိုလေသွားဆောင်ပေးတာပေါ့လေလေသွားဆောင်ပေးတာအဲ့လိုပဲတော့အဲ့ဒီလေသွားဆောင်တယ်အဲ့လေတော်ထဲမှာအဲ့လိုပေါ့စပနန်လေးသူကသူချိုးကြတဲ့ဟာဘာညာဆိုတော့အဲ့ဒါယူလာပြီးတော့ပေါက်လေးတွေသူကလော်ပြီးတော့ဟိုဖောက်ပြီးတော့ဒီစားကြတာပေါ့တနေ့ကျတော့သူပေါက်လေးလော်နေနဲ့အစဉ်ဟွာကအင်းစိတ်မှာဆွမ်းခံလာရတော့သူလည်းလူစရာဆိုတော့အဲ့ပေါက်လေးတွေပဲရှိတာလေပေါက်ဆုပ်လေးတွေပဲရှိတယ်အဲ့ရနဲ့တော့လောင်းလူလိုက်တယ်ဒီရှင်မာကတ္တပလေးဖုံးပေးတာဖုံးပေးပြီးတော့အဲ့ချိန်မှာတော့အားကိုဝမ်းသာသွားတာပါရှင်မာကတ္တပမထေရမြတ်ကကျမရဲ့အလူကိုလက်ခံတယ်ဒါအရင်တုန်းကဆိုရင်သူများလိုဟိုလူစရာတွေမရှိတော့အမြဲတမ်းမျက်နှာငေနေရတာအာငေနေရတာဟိုလူတော်တွေမှာတွားပြီးတော့ကုသိုလ်တွေမပြုတ်ရဲဘူးဆိုတဲ့တင်ကြီးစိတ်ဖြစ်နေတာလေအခုကျတော့ဟိုเจ้าနေမှာဟိုပေါ့တွားစရာမလိုပဲနဲ့သူ့အိမ်ထိဟိုကလာပြီးတော့ဆုံးခံလာရတော့လောင်းလူလိုက်ရတယ်အဲ့ဒီတကြိမ်တစ်ခါတာပြုတ်လိုက်ရတဲ့ကုသိုလ်เจ้าနဲ့သူ့စိတ်လေးမှာတအားကိုပျော်တော့တာတနေ့ကုန်အဲ့ဒီကုသိုလ်စိတ်နဲ့ပဲသူနေတယ်ဝမ်းမြောက်ဝမ်းသာမှုတွေဖြစ်ပြီးတော့အဲ့လိုပဲတအားပျော်ပြီးတော့လေကွင်းထဲကနေအပြန်ခုံဆပြီးတော့သွားတော့လေကွင်းထဲမှာသွားပြီးခလုတ်တိုက်ပြီးတော့ချော်လေးတာဖြစ်ချင်တော့သူချော်လေးပြီးတော့ပြုတ်ကျသွားတဲ့နေရာကမွေဟောက်တော့ကောင်ဝတ်နေတာဆိုအမွေကြိုက်ခံရပြီးတော့ဆုံးသွားတာပြုတ်လေးရဆုံးသွားပြီးတော့ချက်ချင်းပဲတဲ့နတ်ပြည်မှာနတ်သမီးတော့ဖြစ်သူဘဝလုံးဝပြောင်းလဲတော့မျက်စိသမိတ်စာတွေမှာလေလူဘဝမှာတည်သွားတယ်နတ်ပြည်မှာဟိုစီစဉ်အပြည့်နဲ့သွားပြီးနတ်သမီးဖြစ်တော့ငါဘဝချက်ချင်းဒီလိုကြီးဖြစ်သွားတာဘာကြောင့်လဲဆိုကြည့်လိုက်တော့ငါဒီမနေ့တုန်းကပြုတဲ့ကုသိုလ်ကြောင့်ဆိုပြီးတော့ဒီအရှင်မာကတ္တပကိုလည်းပဲတော့ကျေးဇူးတင်ခြင်းတာကျေးဇူးကိုလည်းတလာပြီးတော့ကျေးဇူးဆက်ခြင်းတာလည်းပါတယ်နောက်ပြီးတော့ကုသိုလ်ရဲ့အကျိုးတစ်ကြိမ်တစ်ခါတာငါပြုလိုက်ရတဲ့ကုသိုလ်အလောက်ထိအကျိုးစွမ်းပါလားငါနှလုံးသားထဲမှာကုသိုလ်ကောင်းမှုတွေထက်ခါပြုခြင်းတယ်ဆိုပြီးမှဆန္ဒဖြစ်တာလေအဲ့မှာနတ်ပြည်ကနေလူပြည်ကိုဆင်းလာပြီးတော့အရှင်မာကတ္တပဆုံးခံကြတဲ့အချိန်ဆိုရင်ကြောင်းတန်းစင်းရဲတွေလာလုပ်တယ်ရေအိုးစင်းတွေရေလာဖြည့်တယ်အမနဲ့တိုင်းအဲ့လိုလာလုပ်တော့တနေ့ကျတော့အရှင်မာကတ္တပကစောင့်ကြည့်ဘယ်သူကလာလုပ်တာလဲဒါကိုရင်တွေတော့မဟုတ်တော့ဘူးဆိုမှကြည့်စောင့်ကြည့်တယ်အမှအဲ့နတ်သမီးတစ်ပါးကလာအဲ့လိုလာပြီးတော့ဝေဝိစားလုပ်တာမြင်တော့တားလိုက်တာဗောဒါမကောင်းဘူးဗောလေဒါမထေတစ်ပါးအကြောင်းမှာအဲ့လိုဒီအမျိုးသမီးတယောက်ဝင်လာထွက်တာမကောင်းဘူးနောက်ခါအဲ့လိုမလာနဲ့ဆိုပြီးတော့သူ့ကိုတားလိုက်တော့တအားကိုဝမ်းနေတော့ဘာလို့လဲဆိုတော့သူ့မှာရတင်ရထဲတဲ့ကုသိုလ်ပြု
ပြုရမယ်အခွင့်အရေးကိုလာတာတော့ဒီမှာတော့ဝမ်းနေပြီးအဲ့မှာငိုကြွေးတယ်လေငိုကြွေးပြီးတော့ညှိတယ်ကုသိုလ်ကောင်းမှုဆိုတာလေပြုလုပ်နိုင်တဲ့အခွင့်အရေးရှိတော့မှပြုလုပ်ရမယ်နော်အဲ့တခါရတော့ဒီမှာတော့အခွင့်အရေးဆိုတာကကုသိုလ်ကောင်းမှုပြုနိုင်တဲ့အတိုင်းပိုင်းလေးမှာဦးဇင်းတို့တွားနေထိုင်ရမှကုသိုလ်ကောင်းမှုပြုဖို့ပစ္စည်းဥစ္စာလေးရှိမှကုသိုလ်ကောင်းမှုပြုနိုင်ဖို့ခန္ဓာကိုယ်ခွန်အားပစ္စည်းခွန်အားတရားခွန်အားတွေလည်းပြည့်စုံမှဦးဇင်းတို့ဒီလိုအကြောင်းတိုက်ဆိုင်ဖို့အကြောင်းအရာလေးတိုက်ဆိုင်ဖို့ဆိုဦးဇင်းတို့ဒီမလွယ်ဘူးလေအကြောင်းအခွင့်ရတုံးမှာကုသိုလ်တွေပြုပါဆိုတော့ညှဉ်းညူပြီးတော့ငိုကြွေးတာပေါ့အမြတ်စွာဘုရားဒီနတ်သမီးငိုကြွေးတဲ့အတန်ကြားလိုက်တော့ဘာဖြစ်လဲဆိုမေးအကျိုးအကြောင်းနဲ့တည်တော့ဒီခုနကာထာလေးကိုရွတ်လိုက်တာပေါ့အမြတ်စွာဘုရားကနတ်သမီးဘဝရောက်သွားတဲ့ပုဂ္ဂိုလ်တောင်ဒီကုသိုလ်အကျိုးကိုတည်သွားတော့တဲ့သူကတစ်ချိန်တစ်ခါပြုတဲ့ကုသိုလ်ရဲ့အကျိုးကြောင့်နတ်ပြည်ရောက်သွားတယ်နတ်ဘဝရောက်သွားရင်တော့ထပ်ခါကုသိုလ်ပြုချင်တာတဲ့အကြောင်းဘုံတော့ဒီလူဘဝမှာရောက်နေတုံးမှာရတဲ့အခွင့်အရေးကိုအတုံးချပြီးတော့ဒါနဒီလဘာဝနာစတဲ့ကုသိုလ်ကောင်းမှုတွေကိုဒါဘုံတော့အားထုတ်နိုင်အောင်ကြိုးစားရမယ်အခြားတော့30ပုံတည်းကအခြားတော့ပုံဘဝရောက်သွားရင်ကုသိုလ်ပြုဖို့အခွင့်အရေးမတာတော့ဘူးအကြည့်ပါအနတ္တမိဆိုရင်လေအကေဒါလူဘဝမှာရှိနေတုံးဆိုရင်ဒီအရှင်မကတ္တဗသူ့ကိုတားခြင်းမှတားမှာဒါနတ်သမီးဖြစ်သွားတော့အဲ့လိုမလာတော့နဲ့အဲ့ဒီနောက်တစ်ခါဆိုဒီအเจ้าမှာဒီလိုလာပြီးတော့ကုသိုလ်မပြုနဲ့အခြားလူတွေတွေ့သွားရင်မကောင်းဘူးစသဖြင့်တားလိုက်တော့သူ့မှာဝမ်းနေတာပေါ့ဝမ်းနေပြီးတော့ကုသိုလ်ကောင်းမှုဆိုတာပြုလုပ်ရမယ့်အခွင့်အရေးရှိတော့ပြုလုပ်ကြပါဆိုပြီးတော့ညှဉ်းညူပြီးတော့ငိုကြွေးတာလေငိုကြွေးပြီးတော့မြတ်စွာဘုရားခုနကထာလေးတွေကိုဟောကြားတာပေါ့ကုသိုလ်ကောင်းမှုဆိုတာဦးဇင်းတို့အကျိုးရှိတဲ့အရာတွေပြုလုပ်ရမယ်ထပ်ခါလည်းပြုလုပ်နိုင်အောင်ကြိုးစားရမယ်ပြုပြီးတဲ့ကုသိုလ်ကောင်းမှုကိုလည်းပဲအပ္ပရစေတနာဆိုတဲ့နှလုံးသားထဲမှာကိန်းအောင်နေအောင်ကြိုးစားရမယ်အဲ့လိုဦးဇင်းတို့ကုသိုလ်ကောင်းမှုပြုခြင်းဒီချမ်းသာဒုက္ခကိုဥတည်စေတဲ့လမ်းကြောင်းဖြစ်တယ်ဆိုတော့ဟောကြားထားတာအကြောင်းတက္ကရာတို့တက္ကမတို့လည်းပဲနေ့စဉ်ဘဝမှာအေးချမ်းမှုတွေပျော်ရွှင်မှုတွေစိတ်ချမ်းသာမှုတွေပြည့်စုံခြင်းတွေဆိုရင်ဒါနဒီလဘာဝနာစတဲ့ကုသိုလ်ကောင်းမှုတွေကိုရတဲ့အချိန်လေးမှာကြိုးစားပြီးတော့အားထုတ်ကြစို့လဲတိုက်တွန်းပါတယ်အားလုံးရှင်သန်ချမ်းမြေ့ကြပါစေဓာတု